ဘဝရဲ့အဆိုးဆုံးအချိန်ကာလတစ်ခုအကြောင်းကိုပြောပြလာခဲ့တဲ့ရိုနယ်ဒိုပရိသတ်များအားမင်္ဂလာပါခင်ဗျာ CCI Back ကိုရှေ့ကို Agent မှာကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရင်လူတိုင်းမှာခက်ခဲတဲ့အချိန်အဆိုးဆုံးအချိန်တွေနဲ့ရင်ဆိုင်ခဲ့ရတဲ့အချိန်ကာလတွေဆိုတာတစ်သက်မှတစ်ချိန်တော့ကြုံရစမြဲပါပဲချမ်းသာတဲ့သူပဲဖြစ်ဖြစ်ဆင်းရဲတဲ့သူပဲဖြစ်ဖြစ်ဘယ်သူမဆိုဘဝမှာအဆိုးဆုံးအချိန်ကာလတစ်ခုကိုမလွဲမသွေဖြတ်သန်းရတာကြီးပါပဲအဲ့လိုအချိန်ကာလတွေကိုဖြတ်သန်းရတိုင်းစိတ်ဓာတ်တွေအောင်ဆုံးနေမရအောင်ကြမ်းကြမ်းခံနိုင်မှသာအောင်မြင်မှုအသေးပွင့်တွေကိုခန်းစားရမှာဖြစ်ပါတယ်ဒီလိုလူတွေထဲမှာကမ္ဘာကောင်းဆုံးဘောလုံးသမားတွေလည်းပါဝင်ဖြစ်ပါတယ်ရယ်ဒိုဟာသူ့ရဲ့ဘွားရဲ့အဆိုးဆုံးအချိန်ကာလတစ်ခုကိုလွန်ခဲ့တဲ့နှစ်များစွာကဖျက်ဆီးခဲ့ရသူဖြစ်ပါတယ်။ဒီကြောင့်နဲ့ပတ်သက်ပြီးရယ်ဒိုက TVI နဲ့အင်တာဗျူးမှာ2018ခုနှစ်လောက်ကဖြစ်မဲ့ခြင်းနဲ့အဲ့ဒီနှစ်ကိုဖျက်ဆီးရတာကကျွန်တော်ဘွားရဲ့အဆိုးဆုံးအချိန်ကာလတစ်ခုပါပဲ။အရာတိုင်းကအဆင်မပြေဘူး။ဒါပေမဲ့ကျွန်တော်ဟာ professional ပဲသားသားပဲကျွန်တော်အလုပ်ကိုကျွန်တော်သေချာလုပ်ပြီးတော့ဖျက်ဆီးခဲ့ပါတယ်လို့ပြောခဲ့ပါတယ်။ရယ်ဒိုဟာလောကဓာတ်အနေနဲ့အတက်အကျတွေကိုချမ်းချမ်းခံရင်ဆိုင်နိုင်တဲ့ရင်ဘတ်ကြီးရှိသူဖြစ်ပါတယ်။သူ့ကိုမနာလိုမုန်းတီးသူတွေကမရင်းသမားလို့ဆွဆွဲချက်တွေဟာသူ့ဘွားရဲ့အနာကျင်ဆုံးအခိုက်အတန့်တွေဖြစ်ခဲ့ရပါတယ်။ရယ်ဒိုဟာ2018ခုနှစ်တုန်းက Las Vegas ကကလပ်ကူမှာတည်ကျွမ်းခဲ့တဲ့ American Model 2ကိုမရင်းချင်းခဲ့တယ်ဆိုတဲ့ဆွဆွဲချက်တွေနဲ့တရားရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ရယ်ဒိုကလူတွေကကျွန်တော်ကိုမေးခွန်းတွေမေးကြတယ်ဂုံတိတ်ခါနဲ့ဆိုင်နေမေးခွန်းတွေလေအဲ့မေးခွန်းတွေကတကယ်ကိုနာကျင်ရပါတယ်အရန်ကိုနာကျင်ရပါတယ်အထူးသဖြင့်ကျွန်တော်အတွက်ပေါ့နောက်ပြီးကျွန်တော်မိသားစုကျွန်တော်အမျိုးသမီးဒါအပြင်ကျွန်တော်ရဲ့သားကြီးကလည်းဒီစကားတွေကိုနားလည်နိုင်တဲ့အရွယ်ရောက်နေပါပြီသူ့အနေနဲ့ဒီစကားတွေကိုကောင်းကောင်းနားလည်တယ်ဒီကိစ္စတွေကိုကောင်းကောင်းနားလည်နိုင်နေပါပြီအဲ့ဒီနေ့ကကျွန်တော်အတွက်အဆိုးဆုံးအချိန်ကာလတစ်ခုပါပဲလို့ပြောပါတယ်ရယ်ဒိုဟာသူ့ကိုဆွဲချက်တင်ထားတဲ့ဆွဆွဲချက်တွေကိုတရားဥပဒေနည်းလမ်းတကျဖြေရှင်းခဲ့ပေမဲ့လည်းသူ့အနေနဲ့နောက်ကွယ်မှာမိန်းကလေးတွေကိုမွေပေးပြီးနှုတ်ပိတ်ခိုင်းထားတယ်ဆိုပြီးတော့လည်းပြောဆိုခံရတာမျိုးရှိပါတယ်။တချို့ဆိုရင် Redo စီကနေနှုတ်ပိတ်ခါအနေနဲ့ဒေါ်လာ3,900,000လောက်ရရှိခဲ့တယ်ဆိုပြီးကောလာဟာလာသတင်းတွေထွက်အောင်လုပ်ခဲ့ပါသေးတယ်။ဒါပေမဲ့လည်း American တရားရေးမှန်တိုင်တာဝန်ရှိသူတွေရဲ့စစ်ဆေးချက်တွေအရ Redo အနေနဲ့ဒီလိုကိစ္စမျိုးကိုလုပ်ခဲ့ဘူးခြင်းမရှိဘူးဆိုတာထင်ရှားပေါ်လွင်စေခဲ့ပါတယ်။ဆက်လက်ပြီး Redo ကကိစ္စတွေဖြစ်တဲ့အချိန်မှာကျွန်တော်အဲ့ကိစ္စနဲ့ပတ်သက်ပြီးစကားပြောရတာဘလို့မှအဆင်မပြေပါဘူး။စိတ်ထဲမှာလည်းတောက်မရှိဘူး။ဒါပေမဲ့လူတွေကဂုံတိတ်ခါပိုင်းနဲ့ပတ်သက်ပြီးပြောနေဆိုနေကြတာဆိုတော့ငြိမ်ခံနေလို့လည်းမရဘူး။တကယ်ကိုခက်ခဲလို့ပါတယ်။ဘာဖြစ်ဖြစ်ကျွန်တော်ဖျားသခင်ကိုကျေးဇူးတင်မိပါတယ်ကျွန်တော်မှာအပြစ်မရှိဘူးဆိုတာကျွန်တော်တက်တည်ပြနိုင်ခဲ့ပါတယ်ကျွန်တော်မိသားစုကျွန်တော်တငယ်ချင်းတွေနောက်ပြီးတော့ကျွန်တော်အကြောင်းကိုသေချာသိရတဲ့သူတွေရှိပါတယ်ဆိုတော့ကျွန်တော်ပေါ်ထားတဲ့ယုံကြည်မှုကိုကျွန်တော်ဆက်ပြီးတော့ထိန်းသိမ်းနိုင်ခဲ့ပါတယ်အဲဒီအတွက်လည်းကျွန်တော်ကိုကျွန်တော်ဂုဏ်ယူပါတယ်လို့ပြောဆိုသွားခဲ့ပါတယ် The Club Country တရားရုံးက Las Vegas မှာရှိတဲ့ Redo ပြဿနာဖြစ်ခဲ့တဲ့ကလပ်ကနေရရှိခဲ့တဲ့တပ်တွေဟာ Redo ကိုမရင်းသမားအဖြစ်ဆွဆွဲဖို့လုံလောက်မှုမရှိတာကြောင့်တပ်တွေစင်းကနေပယ်ဖျက်ခဲ့ပါတယ် Redo ကိုဂုံတိတ်ကောင်ကြအောင်လုပ်ခဲ့ပေမဲ့ Redo ကတော့သူ့မိသားစုနဲ့အတူအရာအလုံးကိုဖျက်ချော်နိုင်ခဲ့ပါတယ်။ဒါအပြင်သူ့ရဲ့သားဖြစ်သူဂျူနီယာလေးဟာလည်းဒီလိုမျိုးကိစ္စနဲ့ပတ်သက်ပြီးတေချာပေါက်သင်ခန်းစာရရှိနေမှာဖြစ်ပါတယ်။သားဖြစ်သူနဲ့ပတ်သက်ပြီး Redo ကလူချို့ကသူ့ကိုမေးဖေးထက်ပိုကောင်းတဲ့စားမတွေရှိတယ်ဆိုပြီးတော့ပြောကြတယ်။အဲ့ခါမျိုးကြရင်ကျွန်တော်သူ့ကိုအမြဲတမ်းဆုံးပါတယ်။သူတို့ကဘာမှပြင်မပြောဘူးနဲ့။သူဟာညံကောင်းတဲ့ကလေးတစ်ယောက်ပါ။ကျွန်တော်ဘာကိုဆိုလို့လဲဆိုတာသူကောင်းကောင်းနားလည်ပါတယ်။သူ့အနေနဲ့ကျွန်တော်ကိစ္စကြုံရတဲ့နေရာကနေပြီးတော့သင်ခန်းစာကောင်းကောင်းရရှိသွားမယ်ဆိုတာကျွန်တော်သိနေတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ်။ Redo အနေနဲ့အဲ့အချိန်ကာလတုန်းကအစိုးဆုံးအနေအထားကိုဖျက်ဆီးခဲ့ရပေမဲ့သူ့အနေနဲ့ကွင်းရင်းခြေစွမ်းပိုင်းမှာတော့ကြာဆင်းသွားခြင်းမရှိပါဘူး။ပရီစတာဟာသူ့ရဲ့ခြေစွမ်းကိုဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့တယ်လို့လက်ရှိချိန်ထိလည်းဆော်လီလီနဲ့ပရီလေးစင်အသင်းအတွက်ခြေစွမ်းကောင်းတွေကိုပြသနေဆဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲ။နောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။